မွန်ဂိုရီးယားနိုင်ငံမှာဆိုရင်မွန်ဂိုရီးယားလူမျိုးတွေကသူတို့ကတားရဲတိရစ္ဆာန်အရန်ပေါ်တာသူတို့မွေးမြူထားတဲ့ဟာအရန်များအသားငါတိုးစိတ်မျိုးပေါ့နော်ပြီးသူတို့ကဒီအကောင်တွေကိုပဲအစားကြတယ်ဆိုတော့သူတို့မှာသမင်းစားဒီအသားငါတွေပဲစားတာလို့မစားလို့မကုန်နိုင်ဘူးသူတို့ကသမင်းဆိုမစားဘူးအသားငါတွေပဲစားတာဘာကြောင့်ဆိုသူတို့ရှိမှအသားငါတွေလည်းအရန်စီပေါ်တယ်အသားငါလည်းအရန်စီပေါ်မှလူတိုင်းလိုအသားငါစားနိုင်တယ်နော်ပြီးရင်သူတို့ရှိမှကပြောမလို့တိရစ္ဆာန်လည်းအရန်မွေးကြတယ်လူကဥပမာလူက30ရှိတယ်ဆိုရင်တိရစ္ဆာန်က90ရှိတယ်ပြောချင်တာကတိရစ္ဆာန်ကလူတဲ့ပုံများနေသူတို့မွေးထားတာပြီးရင်သူတို့အသားတွေကရေခဲထားရတာတို့ဘာလို့မရှိဘူးလက်ဆက်ဆက်ပဲစားရ